ဒီနေ့တော့အန်ဒီတင်နန်းပို့လေးတင်မယ်ရှင့်အန်ဒီကအခုလုံနီး post လေးတွေတင်ပြီးတော့အခုဒါဒီတကြောအနေနဲ့တင်နန်း post လေးတွေကိုအန်ဒီပြန်တင်ပေးပါမယ်အခုဆိုတာရန်ကုန်ကတင်နန်းသူပါ၄ဖတာတင်တာပါတဘာဝခေါင်းလျှော်ရည်ရဲ့ရေချိုးရှာဝါရဲ့ collagen ဆက်ပြအခဲရဲ့ဆက်ပြ creams ပေါ့နော်ဒါစားတွေလက်တွေအဲ့လိုကုန်ချမ်းတဖုံစားပါအပါပါရှင့်အခုဆိုလို့ရှိရင်ပထမအနည်းအနေနဲ့အန်ဒီတို့တဘာဝပြုတ်ရည်ကိုရှားဆောင်ပေါင်းပုံပေါင်းနေရအစအဓိကအရေးကြီးတဲ့ရှားဆောင်ကိုကြိတ်ပြီးပေါင်းပုံပေါင်းနေအန်ဒီအားလုံးတင်ပေးပါတယ်ပြီးအန်ဒီတို့ပထမအနေနဲ့ပြုတ်ရည်လုပ်ပါတယ်ဟိုဒီပထမနေ့မှာ collagen ဆက်ပြခဲကိုတော့အန်ဒီတို့က3မျိုးလောင်းပြပါတယ်ကိုလောင်းချင်တဲ့ဆက်ပြခဲကိုဒါပြောအန်ဒီတို့ကုန်ချမ်းတဖုံစာမှာ3မျိုးလောင်းပြပါတယ်ကိုယ်တိုင်ပဲလှုပ်သွားပါတယ်ရှင်အခုအန်ဒီတို့ဒီစက်ပြခဲ3မျိုးလောင်းပြပြီးတော့အန်ဒီတို့အနေနဲ့အခုပကံစီအဝိရှော်အဝိပေါင်းတင်ရှော်ပြီးတော့အန်တို့တင်တန်းချင်းမယူပဲ free တင်ပေးပါတယ်ပြီးလို့ရှိရင်ဒီအခုအန်ဒီရေချိုးရှာဝါလေးကိုပထမနေ့မှာပဲတခါလေးအပီးတင်ပေးလိုက်ပါတယ်ရှင်ရေချိုးရှာဝါဆိုပြီးကိုလိုဖြော်ဆက်ခြင်းနဲ့အနံ့ကိုပြောအန်ဒီတို့တခါလေးဖြော်ပေးပါတယ်ဒီတင်တန်းသူကတော့ရွှေချိုးလေးဖြော်နေတာမို့လို့အန်တို့ဒါရွှေချိုးလေးဖြော်ပေးပါတယ်ရှင်အခုဆိုရင်တင်နန်းသူကိုယ်တိုင်ကမော်တာနဲ့ကိုရောင်းမနဲ့ကိုယ်တိုင်ပဲဖြော်ဆက်သွားတာပါရှင်အခုဒါတပြေးပြေးချင်းနဲ့အန်ဒီတို့ဒီရေချိုးရှာဝါလေးကပြီးလာပါပြီတပြေးပြေးနဲ့ပြီးတပထမအနေနဲ့ collagen ဆက်ပြအခဲရေချိုးရှာဝါတဘာဝခေါင်းလျှော်ရည်ပြုတ်ရည်ကိုလှုပ်သွားပါတယ်ရှင်အခုဆက်ပြခဲလေးတွေကဒါအေးသွားပြီပေါ့နော်အေးပြီးမို့လို့အတူပါကေးချင်းပိုင်းလုပ်ပါတယ်ပါကေးချင်းပိုင်းကိုတုံးချင်းစီကိုအတူတိတိချာချာလေးစနစ်တကျလှုပ်တအောင်တင်ပေးပါတယ်ရှင်ဒါပါထုတ်ပိုးမှုပိုင်းကိုပေါ့နော်ဆက်ပြန်ခဲဒီမှာဆိုထုတ်ပိုးမှုပိုင်းကအရေးကြီးပါတယ်ထုတ်ပိုးမှုပိုင်းကိုဒါအတူတိတိချာချာလေးတင်ပေးလိုက်ပါတယ်ရှင်ဟိုဆက်ပြခဲအကုန်တဖုံစားလုံး18ခဲထွင်18ခဲလို့ပြန်ပေးလိုက်ပြီးရေချိုးရှာဝါ9လီတာအားလုံးကိုပြန်ထည့်